ကောင်းလေးတယောက်မော်ပုံတပုံနဲ့အမဲမထင်ပြောပွဲရှင်ပွဲတစ်ခုတည်းရောက်သွားပြီးမတော်တဆရှေးကလာပါတဲ့မိန်းကလေးတယောက်ရဲ့ရေချိုးခံလေးကိုပြုတ်ကျသွားတာပေါ့။ကောင်မလေးကကောင်လေးကိုမြင်တော့အန်ဝါတင်သွားပြီးမြပျော်ရွှင်သွားပုံရပြီးဒါကိုသူ့ကန်ကောင်းချင်းပဲလို့လည်းယူဆလိုက်တယ်။ကောင်လေးကပြန်လာပြီးလာပါတဲ့မိန်းကလေးတယောက်ကိုမြင်ရလို့ပျော်ရွှင်သွားတယ်။သူမနဲ့ရင်းတီချစ်ခင်ဖို့သူအိမ်မက်မှန်နေခဲ့တယ်။အဲ့နောက်သူမကိုခင်မီဖိနတ်တွေအဝတ်စားတွေနဲ့ဈေးကြီးတဲ့ခေါင်းလျှော်ရည်တွေလက်ဆောင်ပေးခဲ့တယ်။အပြန်အလှန်အားဖြင့်တော့သူကတန်ဖိုးရှိတဲ့ရတနာတွေအများကြီးရရှိခဲ့တယ်။ကောင်မလေးကလက်ဆောင်တွေကိုနေတော့ပျော်ရွှင်သွားတယ်။ဝတ်ဆောင်တဲ့ပတ်သက်ပြီးသူမရှုပ်ထွေးသွားတယ်။ဘာလို့လဲဆိုတော့အရန်တူပြီးတောက်ပြောင်နေလို့ပဲ။ဒီအချိန်မှာပဲသူကတန်ဖိုးရှိတဲ့ပစ္စည်းတွေရဲ့ဈေးနှုန်းတွေကိုစစ်ဆေးနေခဲ့တယ်။ကောင်မလေးကရှေးကလာပါတဲ့မိန်းကလေးတယောက်လိုဝတ်ဆင်လိုက်တယ်။ဒီချိန်မှာပဲကောင်လေးကပစ္စည်းတွေကိုရောင်းဖို့ဆိုင်တစ်ဆိုင်ကိုထောက်ခဲ့တယ်။ဆိုင်ကလူကသူ့ကိုကောင်မလေးရဲ့နောက်ကြောင်ရာစုဝင်ကိုပြုတ်ပြတယ်။သူမကအရန်ဖျားနေပြီးသူ့လူတွေကလည်းအငယ်ပေးနဲ့ထေဆုံနေကြတယ်။သူမရဲ့အကူအညီပေးသူကသူ့ကိုဆက်ထွယ်ဖို့ကြိုးစားပြီးအချိန်နဲ့အားလုံးကိုပြောပြတယ်။သူတို့အားလုံးစုဝေးဖို့ဆုံးဖြတ်ပြီးထိုင်ချင်းတော့အကူအညီအတဲ့ဆူတောင်းကြတယ်။အဖုံးပွင့်သွားပြီးသူကသူမကြောင်မင်းမြန်တယ်။သူမကသူ့ကိုစကားပြောပေးမယ်ဒါသူမဆိုတာကိုသူမယုံဘူး။အဲ့ဒီခါသူမကချစ်စပွဲအကူအညီတောင်းခံပြီးအယံရှက်ကျွန်းသွားတယ်။ကောင်လေးကသူတို့ရဲ့ယောဂါကိုကုသဖို့အတွက်ဇေဝတွေအများကြီးပို့ပေးခဲ့တယ်။နောက်ထပ်ဗီဒီယိုတွေအတွက် subscribe လုပ်ထားဖို့မမေ့နဲ့